hetu tamyodakana dhammana tantamauthana nesa rupana hetu pisena pisyo ပဋ္ဌာန်းတော်မြန်မာပြည်မှာရွတ်နေကြတာကြားကြဟုတ်အဲ့ဒါလေးတစ်ခုသဘောပေါက်ရင်အကုန်သဘောပေါက်မယ်နော်ဟေတုဆိုတာဟိတ်6ပါးဆိုတာလောဘဒေါသမောဟအာလောဘအာဒေါသအမောဟအဲ့6ခုအဲ့ဒီမဲ့ဒေါသလေးတစ်ခုသဘောပေါက်ချင်တယ်ဒေါသရှိနေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့အတွေးတွေဟာလည်းမှားတဲ့အတွေးတွေကြမ်းတမ်းတဲ့အတွေးတွေတွေးတယ်ပြောเสียစကားလည်းပဲရိုင်းရိုင်းဆိုင်ဆိုင်ပြောမယ်လုပ်ရင်လည်းဆောင်းဆောင်းအောင်လုပ်တယ်အဲ့တော့ပြောဆိုခြင်းတို့ရိုင်းရိုင်းဆိုင်ဆိုင်လုပ်ခြင်းတို့ဆောင်းအောင်နေခြင်းတို့ဆိုတာစေတစာယုတ်တွေပဲတွေးနေတာကဒေါသနဲ့ရှင်တဲ့စိတ်တွေဖြစ်နေတာအဲ့တော့ပဋ္ဌာန်းပါဠိတော်မှာဟေတုဟိတ်6ပါးတို့ခွဲပြီးပြောမယ်ဆိုရင်ဒေါသတံမြုဒ္ဒကနံဓမ္မနာတန်သမုဋ္ဌာနာနိစ္စရူပနာဟေတုပစ္စေနာပစ္စယောဒီလိုပြောဒေါသသည်ဒေါသနဲ့ရှင်တဲ့စိတ်အတွေးတွေကိုဖြစ်ပေါ်စေတယ်မကောင်းတာကိုပြောခြင်းနော်ကျန်ရန်ဆိုင်ဆိုင်ပြောခြင်းနော်ရန်ဆိုင်ဆိုင်ပြောခြင်းဆောင်းဆောင်းအောင်ပြုလုပ်ခြင်းဆိုတဲ့စိတ်စာရုပ်တွေကိုဖြစ်စေတယ်ဒါဟာဟေတုတတ္တိနဲ့ခြေစပြုထားတယ်လို့ဒီလိုဆိုနော်ပဋ္ဌာန်းဟာအဲ့ဒီလိုပြောပြဒေါသလည်းပြေသွားပြီ